ကျက်ဝါဒနာရှင်ညီကိုတွေအတွက်ကျွန်တော်ပြောပြခြင်းတဲ့အကြောင်းအရာတချို့ကတော့ဒါတာမယာသည်ဖျားညင်သည်သူဘာတွေကောင်းသလဲဆိုတော့တိုက်ကျက်အတွက်ဘာတွေကောင်းသလဲလူအတွက်ကောပေါ့ဗီတာမင် C အချင်ဓာတ်ပါဝင်တဲ့အတွက်ဒါကျွတ်ချမဲ့ကျွတ်ထုတ်မဲ့ကြက်တွေအတွက်ပေါ့နော်တရက်ကိုဒါမျိုးလေးတွေခတ်သေးသေးပေါ့လှီးပြီးတော့ကြက်တကောင်ကို3စိတ်4စိတ်ကျွေးပေးလို့ရှိရင်ဒီအတောင်ကြားမှာရှိတဲ့အစီတွေနောက်ဝမ်းတွင်းအစီတွေကျပါတယ်သွေးအတွင်းမှာရှိတဲ့အဝါရောင်ကိုလက်စတရောတွေကျသွားတာဖြစ်တဲ့အတွက်ကြက်ခွတ်အားကြက်အမောလုံးမယ်တက်လုံးစီမယ်နောက်ကြက်ခွတ်အားကောင်းလာမယ်ချင်းလဲပတ်မယ်တံမြာသီးလဲကျွေးမယ်ရှားဆောင်လက်ပတ်ခေါ်တစောင်းလက်ပတ်လဲကျွေးမယ်ဆိုရင်ကျွတ်ထုတ်တဲ့ကြက်တွေအတွက်ပို့ပြီးတော့အဆင်ပြေပါတယ်ခင်ဗျဒါဗီတာမင် C ဟာလူတွေအတွက်လည်းအသားအရည်အတွက်ကောခန္ဓာကိုယ်သွေးတွင်းမှာရှိတဲ့အဆီတွေကျဖို့အတွက်ကောအသုံးဝင်တဲ့ဒါခရမ်းညင်သည်တံမြာသည်လူအတွက်ကောတိုက်ချက်အတွက်ကောအသုံးဝင်ပါတယ်ခင်ဗျဒါငါးကြီးစီကတော့ဒါအမွှေးတောင်တွေများများပြန်လဲစီဖို့အတွက်ငါးကြီးစီတရက်ကိုတစ်လုံးမနေ့တစ်လုံးညနေတစ်လုံးလောက်ကြက်တွေကိုတိုက်ကျွေးပေးလို့ရှိရင်အဆင်ပြေပါတယ်ကျွန်တော်လက်ထက်ကကြက်ကတော့ပေါင်းကြီးရဲ့သားတပိတ်သားအစိတ်30ထိကာရမယ်ရောင်းမှုစီမာဖြစ်နေပေါ့ဒါတစ်ဖပဲပုတ်ရသေးတယ်အဖေထက်မညံ့တဲ့လဲကြီးတွေပွဲပြီးကြီးတွေငုတ်ကြတဲ့ကြက်တကောင်ဖြစ်ပါတယ်ခင်ဗျဒါရရှိလို့ရညီကိုတွေဖုန်းနံပါတ်39ခွန်930 980ခွန်6ကိုဆွတ်တဲ့နိုင်ပါတယ်ကမလူကိုရွှေမောင်းပါခင်ဗျအားလုံးမင်္ဂလာပါ